ဒါကြောင့်မယုံကြည်သူနဲ့အိမ်ထောင်ပြုလို့မရဘူးလားသင်တတိရှိတယ်ဆိုရင်ရပါတယ်ပြဿနာမရှိဘူးဒါပေမဲ့နော်မိသားစုဆိုတဲ့ဝင်ကိုကျွန်တော်တို့ဖခင်ကစိတ်ချဆိုအနန္တလို့ဆွဲကြတဲ့ခရီးမှာမသိမချင်းသွားရတော့မယ်ခရီးမှာယုံကြည်ချက်မတူညီဘူးခံယူချက်မတူညီဘူးဆိုအဲ့ဒါကလောကငရဲပဲလောကမှာပြဿနာမကြုံတဲ့မိသားစုမရှိဘူးအခက်ခဲမကြုံတဲ့မိသားစုမရှိဘူးငွေကြေးမှအဆင်ပြေရင်နော်တစုံတစ်ခုတော့ကျမရေးမလားဘာလားတစ်ခုခုမှကျွန်တော်တို့ကပြဿနာကြုံအဲ့ဒီခါမှာလားရမတူဘူးဆိုရင်အဲ့ဒီနှစ်ယောက်ဟာနော်တယောက်ကဟာဆူတောင်းမယ်ဖျားတက်နိုင်တယ်တယောက်ကငါတို့ဟိုသွားပြီးတော့ဟိုလူကိုဘယ်လိုပြောရင်ကောင်းမယ်ထင်တယ်ဟိုမှာဒီလိုမျိုးလက်ပတ်ကလေးတွေတော့အဆင်ပြေတယ်လို့ပြောတယ်ဟိုမှာတော့ဟိုဟာဒီဟာကြီးတတ်တဲ့လူရှိတယ်မတူတော့ဘူးနော်အဲ့ဒီခါမှာကျွန်တော်တို့ပြဿနာကဘယ်တော့မှမပြေလည်နိုင်မဲနဲ့ပြဿနာအဖြေမပြောနဲ့နော်အဲ့ဒီပြဿနာတဲမှာပဲကျွန်တော်တို့ကလဲနေမှာနော်ဆိုတော့အိမ်ထောင်သည်တဘိုးတင်ချင်းခံရတာဖြစ်တဲ့အတွက်အဲ့ဒီတဘိုးကိုဆွဲပြီးသွားကြမဲ့ဘဝခရီးမှာပန်းတိုင်တူတော်သူရှေးရှုတဲ့နေရာတူတော်သူယုံကြည်ခြင်းတူတော်သူဖြစ်ဖို့ပဲအရန်အရေးကြီးတာဖြစ်တယ်နော်လူငယ်များအာမင်တူပါဦးသင်ထင်ထားသလိုနော်အိမ်ထောင်ပြုတ်တယ်ဆိုတာနဲ့အရန်ตาရနေမှာမဟုတ်တဲ့အတွက်နော်အခုချိန်မှာတော့ဟာနေလဲနေဖះနေကိုးကွယ်ငါလဲငါဖះငါကိုးကွယ်အရန်ဆင်ပြေသလိုဖြစ်ပေမဲ့တကယ်တမ်းနော်ဘဝတစ်ခုအတူသွားလာတဲ့ခါမှာ direction မတူတဲ့လူနှစ်ယောက်ဟာဘယ်တော့မှပန်းနိုင်ကိုမရောက်နိုင်ဘူးဆိုတာကိုတတိယရအောင်ပြီးရင် direction တူတယ်ထားအောင်တယောက်ကမြန်ပြေးချင်တယ်တယောက်ကဖြည်းဖြည်းသွားချင်တယ်ဆိုရင်လည်းနော်ဒီလိုဖြစ်သွားမှာကျွန်တော်တို့ကနော်ဆိုတော့အဆင်မပြေပြန်ဘူးဆိုတော့အိမ်ထောင်တစ်ခုဖြစ်လာပြီဆိုရင်အိမ်ထောင်ပြိုကွဲတဲ့လူတွေအိမ်ထောင်ရေးအဆင်မပြေတဲ့လူတွေလည်းတအားအပြစ်မတင်နဲ့နော်တကယ်တော့ခက်ခဲတဲ့အရာတစ်ခုပါဖျားမပါဘူးဆိုရင်အဆင်မပြေဘူးဒါကြောင့်ဖျားကအိမ်ထောင်တစ်ခုရဲ့အရင်းမြစ်အိမ်ထောင်တစ်ခုရဲ့ဗဟိုချက်ဖြစ်နေဖို့ဆိုရင်သင်ဟာယုံကြည်သူချင်းချင်းအိမ်ထောင်ပြုမှကိုအဆင်ပြေမှာနော်အာမင်မယုံကြည်သူနဲ့ဆိုရင်တော့သင်ရဲ့ဘဝဟာတကယ်တော့အသက်ရှင်ရက်နဲ့ပန်းတိုင်ပြောက်မယ်ဖခင်ရဲ့ရည်ရွယ်ချက်ဘယ်တော့မှပြည့်မီမှာမဟုတ်ဘူးဒါကြောင့်လူငယ်များရဲ့အတွေးခေါ်ထဲမှာနံပါတ်1တစ်ချက်အိမ်ထောင်ရေးဟာအင်မတန်အရေးကြီးတယ်အိမ်ထောင်ဘက်ဟာအရန်ကိုအရေးကြီးတယ်ဆိုတာသဘောပေါက်ဖို့လိုတယ်နံပါတ်2ဖခင်ပေးတဲ့အိမ်ထောင်ကိုပဲငါလိုချင်တယ်ဆိုတော့ဆုံးဖြတ်ချက်ခိုင်မာပြတ်သားသောဆုံးဖြတ်ချက်ရှိဖို့လိုအပ်ပါတယ်ဘာကြောင့်ခိုင်မာပြတ်သားသောဆုံးဖြတ်ချက်လို့ကျွန်မပြောတယ်လဲဆိုရင်လမ်းခုလက်မှာနော်ရုပ်ပဲဆိုရုပ်ပဲချောဘသူမဆိုတော့နော်မျက်စပြစ်တဲ့လူကတော့ရှိမှာပဲနော်ဆိုတော့တင့်ကိုတယောက်ယောက်ကနော်တင့်အတွက်တိတ်မတင့်တော်တဲ့ဖျားပေးတဲ့လူမဟုတ်တဲ့လူတွေကချင်းကပ်လာတဲ့ခါမှာတင်ပါသွားပြီဆိုရင်နော်တင်ဟာအကောင်းဆုံးဖျားပြင်ဆင်ထားတဲ့သူနဲ့လွဲချော်သွားမှာဖြစ်တယ်ဒါကြောင့်ပြတ်သားဆိုတာတင်ဘက်ကဆုံးဖြတ်ထားမှရမယ်နော်ပြတ်သားတဲ့ဆုံးဖြတ်ချက်ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ဖျားပေးတာမဟုတ်ဘူးဆိုရင်တော့ငါမယူဘူးကိုတော့ဒီတယောက်ဟာတကယ်ပဲကိုတော့အလိုတော်ရှိတာလားဒီတယောက်ကတကယ်ပဲကျွန်တော်အတွက်ကျွန်မအတွက်ကိုတော့ပြင်ဆင်ပေးထားတာလားဆိုတော့ခိုင်မာပြင်းပြတဲ့ဖျားရဲ့အလိုတော်ကိုနားလည်ခြင်းနဲ့ဆန္ဒရှိရမယ်ပြီးသွားတဲ့အခါမှာအရေးကြီးဆုံးနဲ့ဘယ်တော့မှမညှိနှိုင်းရမယ့်အရာကတော့ယုံကြည်ခြင်းတူသောသူကိုပဲလက်ထပ်ပါဒါဆိုရင်ပြဿနာတော့ကြုံရမယ်ဘဝဖြစ်တဲ့အတွက်ဒါပေမဲ့အဲ့ဒီပြဿနာတွေကိုဖြေရှင်းရတဲ့ကဏ္ဍတိုင်းမှာလွယ်ကူလာမယ်ဖျားဦးဆောင်ခြင်းနောက်မှာသွားတဲ့အခါမှာကျမတို့ကြုံရတဲ့ပြဿနာတွေအတွက်ဖြေရှင်းပေးမဲ့သူကကျမတို့ရဲ့အိမ်ထောင်ဦးစီးဖြစ်လာတဲ့အခါမှာဘဝမှာချိုးမြိန်ခြင်းတွေကိုအဲ့ဒီအချိန်မှာမြည်ဆန်းခွင့်ရမှာဖြစ်တယ်လက်ကုပ်တီးလက်ဖျားကိုချီးမြှောက်ကြရအောင်